非常之内难难经常的好去拿到手。ဒီကားတွေတဲ့ကြောက်ပြီးတော့အဖြစ်တရားတွေတည်းတည်းကိုရားရဲ့စီမံကိန်းကအဓိကရေးချလို့ဆောင်ချက်စိတ်ဝင်မှုကိုပြီးရတယ်။ဒါမှစမှာရားရဲ့ဘာလို့တဲ့လုံးဝတော့သူ့ဖြစ်လို့လို့ရှိတယ်။အဲရောကအစအုံတိုင်းလို့တဲ့စကားရှိတယ်။လို့တဲ့စကားကြီးရားရဲ့ရှိတော့လို့တဲ့စကားလည်းရားရဲ့လို့တဲ့စကားကြီးသူစားပြီးဒီလိုပြောပြီးမလို့တဲ့စံမျိုးဆိုတော့ဒီကအဲ့ဒီလို့တဲ့စကားလည်းဘာလို့လူတွေကိုအပြည့်အကျေးဇူးနဲ့ပြင်ပြီးတော့ဒါဖြစ်တော့တဲ့အောင်းကြီးတွေနေရောမာရရဲ့ဝမ်းချပြရတယ်သူ့ကိုပြီးတော့သူ့တဲ့သူ့လောကလေးကိုကြောက်တာအစင်းနေနေနဲ့ဘာလို့ဆရာရဲ့ပြဿနာဆက်ချက်နဲ့တော့အဲ့ဒါဒီကချင်းကျင်းရတယ်ချင်းဒါဖြစ်တဲ့သူကအားလုံးဆိုတော့ကတဲ့ဘာဒုက္ခပြဿနာကြီးဒီသားရဲ့အားလုံးတော့ကတဲ့ဒီကချင်းရှာပြီးဒီရဲ့စီတော်ပြီးတော့ဒီနေ့တော့ရှာပြီးဘုံတော်ကိုလည်းပြီးရတယ်ဒါဖြစ်တဲ့ပေါင်းကိုသူ့ပြီးရတယ်နောက်ဆုံးဒီစုရှင်ရဲ့နောက်ကိုလည်းတော့တို့လူသားရဲ့အင်းကြီးရဲ့စတိကိုခံစားဖို့စက်ဝင်တွေချင်းပါနိုင်ဖို့ပဲအရှင်တော်တော်ကိုစင်တဲ့စိတ်ပဲဆုံးတော့ဒါစတဲ့တဲ့ကိုဆွဲအားဖြင့်အားတော့ဘုရားရဲ့လောကထဲမှာတည်ခံခြင်းဒီညမှာတော့ရှာခြင်းနာစားမယ်ဒီဆိုတော့ဘုရားရဲ့လိုက်လက်ခံလို့ရှင်းနေတယ်ခုပြောတော့တဲ့ဒီသားလေးဒီရှင်းတဲ့နေရာချက်လို့ချက်တဲ့လောကတော့အားဖြင့်သူ့ကိုပြောခြင်းအားရည်ခံခြင်းနဲ့တော့ခြင်းအဲဆုံးတော့ဘုရားစတဲ့တော့ခြင်းရှိဆိုပြီးခရစ်ယာန်ဘာသာတရားရဲ့တဲ့နေရာချက်လေးတဲ့မှာကြီးစိုးတယ်ဒီလိုဒါရုပ်ရဲ့ဒီကိုလောက်ဆောင်တဲ့အနေချင်းချက်တုံးချက်ပါမေရောမာယာအစအစိုးဒီစီတဲ့ဘုံတော့ပါမယ်ဆရာအဲကြောင့်တော့ပေါ့ဆိုတာဒီလိုဒါရည်ရဲ့အနေချင်းစီမံပြီးမှမေရောမာယာအင်ချာချီနာနာချီတော့ပါမယ်ဒီနဲ့နေရာချက်မှာပေါ့လို့ဆိုတာဖြစ်နေတယ်အဲ့တော့တို့တိတ်ကြချင်းဆိုတာပါဆိုတော့ဘုံနဲ့နားလေတော့ဒီလိုပဲဒီကြချင်းဆိုတာဓာတ်ရဲ့ဒီခါရဲ့ဒီဘောရှိတာအတိကိုချက်နိုင်တဲ့ခါတော့ဒီကြချင်းပါဒီရဲ့ချက်ရှိတဲ့နေကြတဲ့ခါဒီချက်ရှိတဲ့ဘုံရောဘုံရင်းဒီကြချင်းရှိတာဒီကြချင်းပါအားလည်းဒီပါဒီလိုပေါ့ဒီလိုဖြစ်တိုင်းလက်ခံနေတဲ့သိက္ခာရှိရှိတဲ့ဒီအကြောင်းဒါကကိုအစနဲ့မှာဒီဖွေဘုံကရာနိုင်အစနာတော့ဒါရဲ့လိုပဲဒီလက်ရှိဒီခိုင်ဆရာကြီးဒါရဲ့အချက်ကိုပေါင်းပြီးကိုဒီမှာပြချင်ဒါမဲ့အာဏာကြီးကသာတိကစင်တာကိုကြည့်တာသာတိကိုလည်းရဲ့ဒီလိုပဲအစောကိုလောက်စားတော့ဒီကိုစားရရာချစ်တယ်အဲ့ဒါအားလည်းကသူသားတွေပြောတယ်ရှားတော့တယ်ဒါပေမဲ့ရှားရဲ့ဘုရားဘုရားကပြောင်းပြီးစားနိုင်တယ်ဒီလိုပဲလက်ခံတယ်။ဒါမိစ္ဆာဒီလိုကြောက်ကြတာ။ဒါပေမဲ့ဒီမိစ္ဆာရှိတယ်အားလည်းကဒီလိုကြောက်တော့မိစ္ဆာရှိဆိုတာဒီလိုတဲ့ဆိုတော့ဘာဖြစ်ဒီမဲ့ဘာ identity ကိုရှင်းတာတဲ့တယ်။ဒါရဲ့လိုဒီနိုင်တယ်ဒီပါအဲ့ဒါခုဒီမှာဒီညကအင်တာနက်ကိုတက်လာတယ်။ technology စင်နေတာဒီဝယ်ရဲ့ဒီလိုပဲဘာလို့ဝယ်စားလဲ။ online နဲ့ edit တော့ဘာလို့သာလေးနဲ့ essential လို့တဲ့ပါလို့ရတယ်။စီးပြန်လာတဲ့အခါကျတော့တက်လာတယ်။ဘယ်လိုတက်လာလဲဆိုတော့စီးပြန်လူရသူတို့ဖြစ်နေတဲ့ကိုယ်စံတာကိုအလိုလိုက်တော့မျိုးမျိုးလာယောက်ျားတွေဒီမှာပေါ့ပဲစီးပြီးတော့ဒီနေရာနဲ့ကြောက်တယ်ဒါမျိုးစင်ကြတော့ယောက်ျားတွေဒီမှာပေါ့တော့ဒီမှာပေါ့ယောက်ျားတွေတော့ပဲစီးပြီးရှင်းတော့ကြည့်နေတယ်ဒါရှိနေတာလေအစင်းဒီမှာလည်းဘာ identity ကိုလက်ခံနိုင်တယ်ဒီနာပဲဒါနဲ့ဒီမှာတော့ဘာလို့လက်ခံနိုင်တာလဲသိချင်ရှိတယ်ဒီစက်ပြီး
ဘာမှလည်းကြားချင်းဝယ်စီပြီးတော့ညချင်ပါလေဆိုတော့လည်းကြောင်းပြီးမှဆိုတာတော့ဒီတော့လည်းတယ်ဘာလို့လဲဆိုတော့လူတွေကသူ့စိတ်ဓာတ်နဲ့ပြည်နေတာကြောင်းနေဒါဒီဒီဟာဆက်ဆိုတော့ဒီကနေ့ကျတဲ့စာပြီးဘဝကိုကြောင်းနေလို့ရတယ်။ဒါနဲ့အစီအစဉ်တော့ရှင်းနေတယ်ပြီးတော့တောင်းဆိုနေတာရှာဒေသရှိပါလို့ရှင်းနေတယ်။တော့ဒေသရှိပါလို့ပါရီမာရဲ့ရေးပြီးတော့ဒေသရှိပါလို့ရှိဆိုရင်တခြားပါလို့လည်းစောင့်နေရတယ်။တခြားပါလို့လည်းနာနာရှိပြီးတဲ့ဒီနေ့ဒီလိုရှိစားပါလို့ဒီလိုဒေသရှိဆိုတယ်။လက်လာရှိအဆောင်မှုနဲ့သိရှိရတယ်။အဲ့တော့ပါရှိတဲ့ဘောရှိတယ်။သူကစားဆောင်ရှိပြီးတဲ့စောင့်ရှိမှာလည်းရုံးမှာရှင်းနိုင်တာ။ဒါပေမဲ့သူကအိမ်ချမ်းပါလို့ရှင်းတာ။အဲ့တော့ဒီဆိုတာလည်းဆိုတော့သူ့အိမ်ချမ်းပါလို့ဒီရှိပြီးချပါလို့ရှင်းတာ။ကောင်းနေတယ်။တော့ဆိုတော့ဒါတော့ဒီလိုပါ။ဒါပေမဲ့သူတို့ဒီရဲ့ရှိဆိုတဲ့မှာဒါပေမဲ့ပါလိမ့်မယ်သူနဲ့သူရှာတယ်။တမန်တော်ရှိစတဲ့အဲ့ဒီရဲ့ကိုယ်စေဘုရားနဲ့ဆင်းရဲတယ်လူကစီရတယ်လို့ရှိတယ်။သူရှင်းတဲ့မှာအဲ့ဒီတို့ကိုသူ့ရဲ့ပါရမီနဲ့အညီသူ့ကိုတာပါတယ်။သူ့ကိုအားတယ်သူ့ကိုတာသူ့ကိုတာဆိုတာ။ဒီဘာလို့ရှိမှာဒီကသူ့ရဲ့အားရဒီကိုသူစားလို့ဒီကိုဘာလဲစားရတာ။ဘုရားကဒီကနေ့ဒီအခါရဲ့မာတာနဲ့တော့မာတာနဲ့ကိုယ်စီတော့ကိုယ်စေရတဲ့အောင်းနေပါဒီကလည်းလည်းတာနဲ့ကြားရတဲ့တာနဲ့ဒီလိုတာရတယ်ဒီမှာဒီမှာဒီပါတော့ဒီပါတော့ဒီပါတော့သူ့ရဲ့ကိုယ်ရဲ့ဆိုတော့သူ့စီကနေတော့နေတာတော့ဒီရှိနေတာပြရတယ်ဆိုတော့ကျေးဇူးကိုမြတ်နာစားတယ်ဘာလဲဒီတော့မြတ်နာတော်ပြောပြပါဒီနေ့ကပြောတဲ့သူစားကျေးဇူးကိုစားရတယ်ဒါကဘာနဲ့ရေးစားတဲ့အောက်စီရတယ်တခြားပြီးဘူးလို့ရှိမှာဘာလို့လဲဆိုတော့ဒီမှာကျေးဇူးကိုစားတာရှိမှာအဲ့တော့ဒါကရှိမှာဒုက္ခဒီမှာဒီစံကိုလည်းပေါ့။အော်ရတယ်တော့ဘုရားရှိမှလည်းဒီစံကိုပေါ့။ဒါလည်းအော်ရတယ်ဒီရှိကိုစံတဲ့ပြည်ရဲ့ဒီကဒီစံကိုပူဇော်ဖို့ပဲ။ဒါကတော့ဒါလည်းအော်ရတယ်ဒါဒီစံဒီကရှိတယ်လည်းဒါရှိ။ဒါကြောင့်ဒီမှာရဖို့ဆိုင်တယ်လို့ဒီပါတော့ဒီမှာလည်းဒီစံကိုဒါဆိုသူ့ရှိပြီးတော့ဒါလည်းဒီဆိုင်တယ်လာပြင်မှာတော့ဒါရဲ့ကိုဘယ်လိုဆိုလို့ဘာလို့ပါလဲပြီးတော့တော့လည်းဒီကနေ့ဒီကဆိုရှယ်မီဒီယာဒါကပါဆိုအဲ့တော့ဆိုတဲ့လည်းပြောပါလားဒီလိုပါစီမိုင်ခံစားနေလို့အားလုံးလည်းပါစီဒီတော့ပါအဲ့တော့ဒီတောင်းဆိုမှုရှိတဲ့ဘယ်လိုပဲစိတ်ကိုနာရှိအဲ့ဒီခါတော့ဒီလိုမျိုးကိုယ်ရည်ရစီတော့အိမ်မှာပြည့်ရဲ့ပုံရတယ်ဆိုပြီးတော့ဘောတော့ကြောက်တယ်ဝိညာဉ်နဲ့ရှိရှိဘယ်တော့မှဒီတော့သာတဲ့လုံးကြီးတဲ့ပြောတာကိုယ်ရှိနေတာရှိတယ်ကြားရင်းလို့လည်းပါတယ်ဆိုတဲ့ရှုံးတာဒီလိုဆွေးနွေးတယ်ပြောတာဘယ်မှာလဲဆိုတော့ကျမကကြားရင်းစေတာဒီကျမကကြားရင်းလို့လည်းပါစီလို့တယ်ဒါကြောင့်ကြားရင်းသားကိုအေးအေးစီမံပြီးမှတော့ပါချစ်တဲ့သားတော်ဆရာပြုကြည့်ပြီးတော့ရှင်းမှာပြောမှလည်းကြားရတယ်ဒီကောင်တော့လို့ဆိုတော့သူစားရင်းဒီစီမံပြီးတဲ့ဆိုတာ
အားရည်နဲ့ဒုက္ခရှိရဖို့ကခံရပါမယ်ဆိုတော့ဘောလိုက်အားရည်စိတ်ဒုက္ခရှိရတဲ့စားတယ်ဆိုတော့နိုင်ရောမှာပြောရတဲ့ရှိတာစားတယ်။ဒါကြောင့်လည်းယေရှုခုစီလာတဲ့အခါမှာတားပြီးကိုယ့်ရဲ့ရှိဖို့ဆိုလို့မြင်ကြတယ်။ဆိုတော့အားလုံးဒီသားတွေအဲဒီကိုဒုက္ခဆက်တဲ့နေရာတိုင်းမှာပြီးဖို့တို့ရဲ့လို့ဒီသားတွေကိုစီတော်ပြီးဖို့ဒီသားတွေအတွက်ပူဇော်ပြီးမှဖြစ်တယ်ဆိုတော့ဒီနေရာတွေဘယ်တော့မှရတာဒီကိစ္စမှာလက်ခံပြီးရတဲ့ခြားမှာပဲဒီမှာရတော့ဆက်လက်ဆိုင်တယ်ဒီလိုဆိုတော့ဒီမှာအဲ့ဒါစီမံပေးလို့ပါလို့ရတယ်ဆိုတော့ဒီနေကြောင့်တည့်ရတဲ့လူကိုတန်တဲ့တူအောင်ပြီးခံစားရမယ်ဆိုတော့ကျိုးပြီးတော့ပြောကြတယ်စီမံပေးဆောင်တယ်ကဒီရဲ့လူကလည်းခါတော့ဒီဆိုတော့ကျွန်တော်အဲ့ဒီစားတဲ့ကတော့ဒီရဲ့လူကလည်းခါတော့ဒီဆိုဘယ်တော့ဒီစီမံသုံးရတဲ့စားလို့နားရဲ့ဒီဘုံကလည်းခံရမှာပဲဆိုတော့အဲ့ဒီစကားစကားစားနေတာမစားနေပါပဲကျူလို့ပြောပါခံစားရတယ်။တော့ဒီစီစားစကားတော့စီပေါ်တာဒီလိုရဲ့ဒီရင်လို့ပါစေ။ဒီလိုတော့စီပေါ်ရ။ဘာရဲ့ဒီပေါ်အဲ့တော့စီတော့ကိုယ်ကြီးဖြစ်မှာပြောရတာ။အဲ့ဒါတော့ဒီပေါ်ဒီရရှိတဲ့ဘာလို့မှမအားလို့ဆိုပြီးတော့ဒီလိုမျိုးမျိုးတော့ချက်ချင်းတော့တယ်။ဒါကိုမျိုးစားပြီးရင်းချင်းနဲ့ဒီစတိုင်းကိုပြရ။အားရစုဝင်တဲ့တော့ဘာလဲဘုရားပြောတာမှာဘယ်လိုလဲတွေ့ရှိမှာဘယ်လိုရဲ့ဒီမှာတော့စားတယ်။ပြီးတော့ဘယ်လိုလဲဒီမှာတက်တဲ့ဒီစုခံတာကိုဒီရဲ့ဒီလိုမျိုးပြုတဲ့ဘယ်မှာဒီမှာစားတယ်ဆိုတာအဲဒီစိတ်ကဘောလာတယ်ဆိုတော့ဘယ်မှာမဲ့တဲ့ချက်တော့တရားရဲ့နေရာကိုတက်လာရတယ်ဒီမှာတော့ဒီဆိုင်ကိုလုံးဝရပြရတယ်အားလုံးရဲ့စိတ်ဓာတ်ချင်းစွန့်ချင်းကိုလည်းနာလို့ပါကိုလိုဒီတရားတော်တိုင်းရှိရတယ်တရားနဲ့တန်လူကြီးကြည့်လို့တရားရဲ့တန်လူကြီးရှိရှိတယ်ပြီးတော့ရှင်းရဖို့ဆုံးပြီးအစီအမံတော့ဒီလူလိုမျိုးပုံစံနဲ့ဒီမှာရှိတဲ့ဒီနေ့တော့ဒီလာဘယ်လိုမျိုးရဲ့ဒီရှာချင်းအားရရဲ့ရှာချင်းစွန့်ရှိတဲ့ပုံပေါ်ပြောအားရအောင်ဒီကဆက်တဲ့လူဆောင်းတယ်။ဒီလိုမျိုးမှာအဲ့ဒီကိစ္စကိုပြန်စားတဲ့အပြင်ဒီကနေ့တွေ့တယ်အပြည့်ရဲ့အကျိုးဆက်တွေအနာရောစီပြိုရင်းရှင်းတာနေပြီးတော့အဲ့ဒါကြောင့်အားလုံးကိုဒီဆောင်ရင်းခံရတဲ့ဒီမှာဒီမှာရှင်းတဲ့ပုံတွေလာပြီးဒီကနေ့နဲ့ရှင်းဒုက္ခရတဲ့ကိုပြင်းလို့ဝိုင်းရှင်းနေတာအဲ့ဒါကလည်းအားရဒုက္ခရှိရတယ်ဒုက္ခနာဒုက္ခနာဒေသကဒီမှာအားရကအဖြစ်ရှိတာလည်းသူ့မှာလည်းဒီလိုဒီမှာနာစာတဲ့လူကနာကျင်တဲ့အနာတော့ဘုရားရဲ့ဘာသာနဲ့ဒီနာတဲ့လူကနာကျင်တဲ့ကိုယ်နာပဲရှိအဲ့တော့ဘယ်လိုမှလည်းအားရနာကျင်တဲ့ကိုယ်နာစာတွေဘယ်လိုမှလည်းနာကျင်တဲ့ကိုယ်နာစာဒီတော့ကြောင့်ဒီစစ်တွေကတော့အဲ့ဒါနဲ့တော့ဆက်နေတော့အဲ့ဒီတော့ဒီခါကျတော့ဘာလဲပါဒီကကိုယ်ဒီဖြစ်စီအောင်ကိုယ်ဒီခိုင်အောင်ဒီအရင်ကစိတ်အမြင်ပါပါဆိုဒီစစ်ကတော့ဥပမာဒီမှာဒီစစ်ဘယ်ကိစ္စကိုဘယ်လိုလုပ်ရလဲဘယ်လိုလုပ်ရလဲဒီလိုလုပ်နေတာအဲ့ဒါဆိုကြည့်နေတယ်ဒီရဲ့လောကရဲ့ဒီကတော့ဒီမှာတော့ယုံကြည်ရှိတဲ့ဒုက္ခတွေနဲ့ဒီရှင်းတာနဲ့ဒီတော့ဘာလို့လဲဆိုတော့ဒီကိုရင်းတဲ့စိတ်ဒီလိုဟာတဲ့ခိုင်းမာလို့တိုက်စိတ်မိတဲ့ကိုကြည့်ရတဲ့ဆိုဆိုအားလည်းဒီလိုရတဲ့ဆိုဆိုဒီရဲ့အတဲ့ကိုကြည့်ရ
ဒီလိုမျိုးကြီးနာရှင်တို့ဒီသားကြီးအားဝေဆိုတဲ့ဒုက္ခဝိညာဉ်များကိုနာရှာခြင်းနာတာတဲ့ဒီလိုအားလုံးကဆက်လူကြီးရှာခြင်းထပ်လို့တော့ပေါ်တဲ့အတွက်နာရှိပါတယ်ဒုက္ခဝိညာဉ်နာရှာသူတို့ဒီကသူတို့ရှိစရာအဲကြောင့်လေရောမှာဒုက္ခနာရှာခြင်းနာရှိပါတယ်ဒုက္ခဝိညာဉ်နာနဲ့အန္တရာယ်တော့ရှိတယ်ပါရီတော့ဆောင်းတယ်တော့ဒီမှာကိုယ်ရဲ့အနေနဲ့ကိုယ်ရဲ့အားဖြင့်ရှိဆိုတဲ့ဒုက္ခတွေကိုကိုယ်စားနေတယ်ဆိုတော့ဒီကြတယ်ဒါကိုစားပြီးဒီရစီစီဒီလိုလိုက်ဒီကိုမဲဝါးကိုကိုယ်စားပြီးဒီအားတော့အောက်ဆောင်ပြီးဆိုတော့ဒီကျမ်းမှာဒီရတဲ့စာလို့ပြောဒီအမှန်ကောင်းတယ်ဝိညာဉ်ကိုဘာလို့လဲအဲ့ဒီရှိဒီရဲ့ဘုရားကြောင့်လို့ပြောတယ်ဘုရားကဘာမှမပြောဘူးဒါပေမဲ့ဒီစုတဲ့ဒီစာကိုဒီနဲ့ရှိတဲ့ဒီစာကိုခုနေတဲ့စာစာရှိတာဒီကဝိညာဉ်နာတွေတော့ဒီစာကိုကိုယ်ရဲ့ဘုရားကနေပြောတဲ့ကဒီအောင်နေဒီမှာဒါပေမဲ့အမှန်တရားသာတော့ဘာသာလို့ရှိတယ်ဒါပေမဲ့ဒီတော့ရှိတဲ့ဒီစာကိုအမိကိုပြောတယ်တော့ဒီလိုတရားတော်ဒါလည်းပြောတယ်ဒါလည်းတော့မရဘူးဘုရောပြောရှိတယ်ဆိုတော့အဲ့ဒီဘုရောပြောတယ်စာတယ်ဆိုတော့ဒီနဲ့ရှိလို့စာတာမာနဲ့ဆိုအဲ့တော့ဒီကဒီစီဝဲဆိုတဲ့စာနာမည်လို့အဲ့ဒါဆိုဒီပြင်တာအားရဘုရားဆိုတာအာရုံနဲ့ပြောပါနာနာဆိုင်နေတာဆက်တယ်ဒါကလည်းကြာရှိဆိုရင်တော့ဒီလိုပဲဆက်လာဆိုဒီလိုဆိုဒီကဘုရားဒီမှာပေါ်လာတဲ့ဆက်တော့မာရီတို့ကိုအားရှိပြီးမာရီတို့ကိုပြီးတယ်ဒါကပြီးတော့ဇောင်းကမာရီမိစ္ဆာကိုပြောရှိဒီစတဲ့စာဒီနေ့စာရှိလို့ဘုရားကိုပြောရှာတော့ပါဒါကဘုရားကိုဘုရားရှင်စမာရှာတော့ဒီနေ့စာရှိဒီလိုဒီစာရှိတာကတော့ဒီလိုပါရှိတယ်ဒါတော့ဒီကားရဲ့ဒီစိတ်ကြရတဲ့ဘာသာတော့ပြောရောအားလုံးရှိတဲ့ဘုရားဆရာကဝိသ